Piyamasalan tau ma myasa bhaya chima mu ke mu ne pattat pi ro lai na me sikan chat kali de pei tha shi. Eri tau ma Phaya Taya Thanga Yarana tau ma ye apit ko pyo pi ro naw ka lai la de Tuppiya so de pravai ji tayaw Phaya atin pyo de Taya atin pyo de Thanga atin pyo de ma kaung jaung ni pyo Tu nào cả phá là cái nhà mắt đã so với lưu liền giờ ấy lúc hậu tu sửa ra mà con vô tu bạn con vô đấy ấy là lúc chim hoa mu cái mu phiêu bì rồi cái này tăng ngà đi chim hoa cái bì rồi nhớ sao cái này tăng ngà đi nào bạn đi lại là ra sẽ vô gì này nào lần đã so với nhiều lý do mà khi đó đi Uy the coup, yes, of young win not a camera, the Runia and my win now. Ya lady diamond, Payadea, Nanga, Abjidi, to Abjore, the wear of Chimone. Ever never the video, yes, of ya. Chimon bouquet and bouquet, but the bee. The Yamazala, my line of water, no matter second. Cocoa line at Chinton Yes, of ya. Ngã ngũဖြစ်စီတရားဓမ္မကိုပဲဖြစ်စီသံဃာကိုပဲဖြစ်စီအပြစ်ပြောလာလို့ရှိရင်စိတ်ဆိုးရဒါနံပါတ်1ပဲနော်အပြစ်ပြောခံရရင်စိတ်ဆိုးတယ်ဒါနံပါတ်1စိတ်ဆိုးဒါကျင့်ဖို့တော့မလွယ်ဘူးပေါ့လူတွေကထင်နေတယ်ဟာတကယ်တော့စိတ်ဆိုးပဲမနေနိုင်ဘူးလို့ဟိုနေနိုင်အောင်နေရမှာပေါ့နော်နေနိုင်အောင်အတွေးတစ်ခုနဲ့ကိုင်းနာကျင့်သုံးအောင်အဲ့တော့မြတ်စွာဘုရားကငါ့ကိုဖြစ်စီတရားကိုဖြစ်စီသံဃာကိုဖြစ်စီကဲ့ရဲ့ပြီဆိုလို့ရှိရင်တဲ့စိတ်ဆိုးတယ်အာဃာတပဲဖြစ်စီတယ်မကြည်မလတ်တွေမဖြစ်စီတယ်မရှိအောင်ထိန်းလို့ဆိုတယ်မထိန်းရင်ဘာဖြစ်တယ်ဆိုတော့မြတ်စွာဘုရားအေးမထိန်းနိုင်ဘူးဆိုလို့ရှိရင်မင်းရဲ့တိုးတက်လမ်းပိတ်သွားလိုက်တယ်အန္တရာယလို့သုံးတယ်မြတ်စွာဘုရားတိဏတအန္တရာယောဒေါသဖြစ်နေတယ်ဆိုရင်ဒီဒေါသဒီမင်းအတွက်အန္တရာယ်ကြီးပဲပြောစိတ်ဆိုးနေပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့စိတ်ဓာတ်ပြောညံမှုနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ညှဉ်းနှွမ်းသွားမှုဆိုဒါကိုယ့်အတွက်အန္တရာယ်တစ်ခုပဲမကောင်းကျိုးပေးဖို့ရကိုယ့်ရင်ထဲမှာဟိုအစိတ်ဝင်လာတယ်လို့ပဲကိုယ်သွေးသားထဲမှာအစိတ်တွေရောက်လာတယ်လို့ပဲဒေါသဆိုတဲ့တရားကိုကိုယ်လက်ခံလိုက်တဲ့တိုင်နဲ့ချိုဒေါသကကိုယ်မကောင်းကျိုးပေးတာလေးရတယ်လေမှန်ပါဗျာဒါကြောင့်မို့လို့စိတ်ဆိုးနေမယ်ဆိုရင်မိမဲ့အန္တရာယ်ဖြစ်မယ်ကိုယ်တို့ကဘာမှဖြစ်ဘူးအပြစ်ပြောတဲ့လူမှာဘာမှဖြစ်သေးဘူးကိုယ်မှာဒေါသဖြစ်လိုက်တာနဲ့တကယ်နဲ့ကိုယ်အတွက်ကြီးပွားတိုးတက်မှုတွေဟိုစိတ်ကောင်းနှလုံးကောင်းဆုံးရှုံးသွားတာတွေဒီလိုဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုတာနော်မှန်ပါဗျာအဲ့ဒါကဒုတိယအချက်တတိယအချက်ကဘာလို့ဆိုတော့အဲ့ဒီလိုအပြစ်ပြောခံရလို့အကဲ့ရဲ့ခံရလို့စိတ်ဆိုးနေမယ်ဆိုရင်တဲ့သူပြောတဲ့စကားရဲ့အနေနဲ့အကောင်းဆုံးမင်းခွဲခြားသိပါမလားမသိတော့ဘုရားမေးလိုက်တယ်နော်အကောင်းဆုံးခွဲခြားသိပါမလားလို့ဆိုတော့မင်းအသိဉာဏ်နဲ့တုံးသွားတယ်လို့ဆိုလို့စိတ်ဆိုးလိုက်တာနဲ့တည်းနဲ့လူမှာအသိဉာဏ်နဲ့တုံးသွားတာပဲပြောတဲ့နာလားမပြောတဲ့နာလားဘာမှမခွဲခြားနိုင်တော့ဘူးအဲ့ဒီအသိဉာဏ်နဲ့တုံးသွားနိုင်တယ်ဒါနံပါတ်3ချက်အဲ့တော့စိတ်ဆိုးနဲ့စိတ်ဆိုးရင်မင်းမနေနာမယ်ဟုတ်လားစိတ်ဆိုးရင်မင်းမနေတာပဲစိတ်ဆိုးလို့ရှိရင်အဆိုးကောင်းအကျိုးအကြောင်းမသိနိုင်တော့ဘူးဟောပါဗျာလောက်ရမယ့်တောင်းကဘာလို့ဆိုရင်သူများကကိုယ်လာပြီးတော့ကဲ့ရဲ့ပြစ်တင်ရှုံချလာပဲဆိုရင်မဟုတ်ရင်မဟုတ်တဲ့အကြောင်းဖြေရှင်းလိုက်တဲ့ဒါပဲမှန်ပါပါစိတ်ဆိုးနေတဲ့အစားဖြေရှင်းချက်ပေးပါလို့ဒီ၄ချက်ပဲမြတ်စွာဘုရားဒါဗြဟ္မသာလတော့မှာခေါ်တယ်နော်မှန်ပါဗျာတခါချီးမွမ်းမှုနဲ့ပတ်သက်ပြီးတော့လိုက်နာဖို့၃ချက်မြတ်စွာဘုရားဟောတယ်
ငါကိုဖြစ်စေတရားဓမ္မကိုဖြစ်စေသံဃာကိုဖြစ်စေချီးမွမ်းထောမနာပြုလာမဲ့ဆိုလို့ရှိရင်ဝမ်းမသာနဲ့တဲ့စိတ်ဓာတ်တွေတက်ကြွမနေနဲ့တဲ့ဟောအဲ့ဒီဝမ်းသာပြီးတော့စိတ်ဓာတ်တွေတက်ကြွကြည်နူးလာလို့ရှိရင်ဘာဖြစ်လို့မင်းတိုးတက်လမ်းပျောက်သွားလိမ့်မယ်လူဆိုတာတခါတလေကျတော့သိပြီးတော့ကြည်နူးဝမ်းသာလို့ရှိရင်ဝမ်းသာလို့ဆိုးလာမျိုးရှိသေးတာနော်မှန်ပါဗျာဘာလို့လဲညာလို့ကနေမသိဘူးကိုယ့်ကိုသိအထင်ကြီးသွားတဲ့အဲ့ဒါကြောင့်မလို့ဝမ်းသာမနေနဲ့ဝမ်းသာလို့ရှိရင်ကိုယ့်အတွက်ပဲအန္တရာယ်ဖြစ်လိမ့်မယ်ဝမ်းသာတာလည်းအန္တရာယ်ဖြစ်တတ်တရားလူတရားမြတ်များကိုသိဝမ်းသာနေလို့ရှိရင်အန္တရာယ်ဖြစ်တတ်တယ်သူကဒါကိုရှော့ချပေးရတရားလူတရားမြတ်တောင်မှပဲဝမ်းသာတော့အားကြီးလို့ရှိရင်သူကရှေ့မတိုးနိုင်ဘူးဖြစ်တတ်တယ်နော်ဒါကြောင့်မလို့ပီတိတန်ဖို့စင်တော့မှပဲပွားတဲ့အချိန်မှာပွားရတယ်မပွားတဲ့အချိန်မှာပွားရဘူးမှန်ပါပါစိတ်လှုပ်ရှားမှုတစ်ခုဒါကြောင့်မလို့ဝမ်းသာတော့အားကြီးနေလို့ရှိရင်လေဒီအနှောက်အယှက်ဖြစ်တတ်တယ်တဲ့ဒါဆိုဗျာလောကမဲ့တောင်ကဘာလို့ဆိုရင်မှန်သူတို့ချီးမွမ်းတဲ့အတိုင်းဟုတ်ရင်ဟုတ်တယ်လို့ဝန်ခံချက်ပေးလိုက်တယ်ဒါပဲဒီသုံးချက်ပဲမှန်ပါပါဗျာအဲ့ဒါလောကရန်မုံတိုင်းနဲ့ပတ်သက်လာချီးမွမ်းမှုကဲ့မှုဆိုတဲ့လောကရန်မုံတိုင်းနဲ့ပတ်သက်လာရင်လူတိုင်းလိုက်တာချက်သုံးရမှာဒီနှစ်ချက်ပဲဒီအချက်တွေပဲလို့မြတ်စွာဘုရားဒါဗြဟ္မစလာတုတ်မှာဟောတဲ့အချက်မှန်ပါပါဒါချီးမွမ်းမှုကဲ့မှုဆိုတာလူတိုင်းပဲဒါခံရတတ်တယ်ပေါ့နော်မှန်ပါပါဗျာရတော့ဒီလူတွေကချီးမွမ်းလို့ရှိရင်လူတွေမှာချီးမွမ်းလို့ရှိရင်သူကကိုယ့်ကိုပိုးပြီးတော့ရှိတာတဲ့ပို့ပြီးတော့ထင်ကြီးသွားတယ်။ကဲ့ရတာကြလို့ရှိရင်တော့နည်းနည်းလေးမှကဲ့ရတာမခံနိုင်ဘူးသူကကဲ့ရလို့ရှိရင်အလွန်အမင်းကဲ့ရတယ်လို့ထင်တတ်တယ်လူတွေမှာနော်ချီးမွမ်းတာကြရင်လုံးနေသေးတယ်လို့ပဲထင်တယ်။ကဲ့ရပြီဆိုရင်အလွန်အကျွံလို့အောက်မိတယ်။ဘာဖြစ်လို့ဆိုတော့လူရဲ့စိတ်ဓာတ်ကိုကအနေထားကအဲ့ဒါမျိုးရှိနေတတ်တယ်။ချီးမွမ်းခံရလို့ကြည်နပ်နေရင်လည်းလောဘဖြစ်တာပဲ။ကဲ့ရဲ့ခံရလို့စိတ်ဆိုးရင်လည်းဒေါသဖြစ်တာပဲ။အဲ့ဒီအနုရောဓဝီရောဓဒီနှစ်ခုကိုမပယ်ရှားနိုင်သေးတဲ့ညစိတ်ဓာတ်ကြမ်းခိုင်မှာမဟုတ်ဘူးတဲ့မြတ်စွာဘုရား။နောက်တစ်ခုကဒုက္ခဒုက္ခဒုက္ခဆိုတော့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဒုက္ခဆိုတာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုအဲ့တော့ကိုယ်ချမ်းသာတာနဲ့စိတ်ချမ်းသာတာရဲ့ကြုံတဲ့အခါတစ်ခါတလေချမ်းသာဒုက္ခနဲ့ကြုံတဲ့ဆောင်တဲ့အခါနဲ့ရှိတယ်ဒီခါနေရာကျတော့အစမပြေလို့ဆင်းရဲဒုက္ခနဲ့ကြုံရဆောင်ရတာလည်းရှိတယ်ချမ်းသာဒုက္ခနဲ့ကြုံတဲ့အခါကျလို့ရှိရင်ဒီလိုမှာစိတ်ဓာတ်တွေကဓာတ်တက်ကြွလာပြီးတော့အကုသိုလ်မှုပြုဖို့ရလွယ်ကူသွားတယ်ဆင်းရဲဒုက္ခနဲ့တွေ့တဲ့အခါကျတော့လူတွေမှာစိတ်ဓာတ်တွေကျသွားကြပြန်တယ်စိတ်ဓာတ်မတည်ငြိမ်မှုတွေဒီလိုဖြစ်နိုင်တယ်အဲ့ဒါလို့မဖြစ်ရအောင်မြတ်စွာဘုရားကောင်းတဲ့လောကရန်၄မျိုးနဲ့ပဲကြုံမကောင်းတဲ့လောကရန်၄မျိုးနဲ့ပဲကြုံနှလုံးသွင်းကြရမှာကတော့ငါကြုံနဲ့ဆုံတဲ့ဒီလောကရန်ဆိုတာအစင်ထာဝရမဟုတ်ဘူးတခဏများတာဖြစ်တယ်မကြခင်ပြောင်းလဲသွားနိုင်တယ်အဲ့ဒီအစင်ထာဝရမဟုတ်တဲ့အရာတစ်ခုပေါ်မှာလိုက်ပြီးတော့ငါတို့ငါစိတ်တွေဆုံးရှုံးရမလဲပေကိုစိတ်ကလေးကြီးဘာကြောင့်ဒီလောကရန်မုံတိုင်းရဲ့အလွှမ်းမှုကိုခံရမလဲလို့ကိုယ်စိတ်ကိုကြံ့ခိုင်သွားအောင်အတင်းပြရမယ်ပေါ့နော်မှန်ပါဗျာမြတ်စွာဘုရားကအဲ့ဒီမှာဒီလိုအာမတင်းတဲ့ပုဂ္ဂိုလ်တွေကြတော့ကောင်းတဲ့လောကရန်တွေကလည်းသူ့စိတ်ကိုလွှမ်းသွားတယ်လွှမ်းမိုးသွားတဲ့အတွက်ကြောင့်သူဟာလောဘတွေလွှမ်းမိုးသွားတယ်လောဘတွေလွှမ်းမိုးသွားတဲ့စိတ်ဓာတ်ဟာခိုင်မာတဲ့စိတ်ဓာတ်မဖြစ်လာဘူးပျော့ညံ့သွားတဲ့စိတ်ဓာတ်မျိုးဖြစ်သွားတယ်မှန်ပါပါဗျာဆိုးတဲ့လောကရန်တွေနဲ့တွေ့တဲ့အခါကျတော့လေဒေါသဆိုတဲ့အကုသိုလ်တရားကလွှမ်းမိုးသွားပြန်ရောစိတ်အစဉ်ပေါ်မှာဒေါသကကြီးစိုးနေအဲ့ဒီကြီးစိုးနေပြီဆိုလို့ရှိရင်လည်းလောကရန်ကြောင့်ဒေါသကိုမထိန်နိုင်ဘူးအဆိုးလောကရန်နဲ့ကြုံသည့်အတွက်ကြောင့်ဒေါသ
ဖြစ်နေတာကိုမထိန်းနိုင်လို့ရှိရင်လေလူစိတ်ဟာငြိမ်းချမ်းမှုတွေဆုံးရှုံးပြီးတော့သွားနိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကျင့်ရမှာအိဋ္ဌတော်ကောင်းတဲ့လောကရန်နဲ့ကြုံလို့ရှိရင်လည်းပဲငါစိတ်လေးကမတုံလို့စိတ်နဲ့မတုံလို့စေရဘူးအနိဋ္ဌတော်နပတိဃာတပေတိမကောင်းတဲ့အလိုမရှိတဲ့လောကရန်နဲ့အဆိုးလောကရန်တွေနဲ့ကြုံလို့ရှိရင်လည်းပဲထိုအဆိုးလောကရန်တွေပေါ်မှာမုန်းတီးခြင်းဆိုတဲ့ဒေါသမဖြစ်စေရဘူးလို့ဒီလိုကျင့်မှာလို့မြတ်စွာဘုရားဟောတယ်နော်မှန်ပါဗျာအဲ့ဒီနည်းနဲ့သာလေလူတိုင်းကြုံတွေ့နေရတဲ့လောကရဲ့သဘာဝဖြစ်တဲ့လောကရန်တရားတွေကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ထားမျိုးရနိုင်မှာဖြစ်တယ်လောကရန်ဆိုတာကတော့ရှောင်ကွင်းလို့မရနိုင်ဘူးတဲ့မြည်သူပဲဖြစ်ဖြစ်လောကရန်ရှောင်ကွင်းလို့မရနိုင်ဘူးလောကရန်ကြောင့်စိတ်ဓာတ်တွေတုန်လှုပ်နေတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်နိုင်လို့မြတ်စွာဘုရားကအနုရောဓဝိရောဓသမပန္နောအဆိုးလောကရန်တွေကိုဆန့်ကျင်ပြီးအကောင်းလောကရန်တွေနဲ့ရှင်းတတ်နေတဲ့ပုဂ္ဂိုလ်တရားပါတဲ့ဘာဖြစ်နိုင်လို့ဆိုရင်ပရိသေနေခြင်းကလည်းမလွတ်နိုင်ဘူးတဲ့အိုခြင်းတရားကလည်းမလွတ်နိုင်ဘူးတဲ့သိခြင်းတရားကလည်းမလွတ်နိုင်ဘူးတောကတို့ပရိဒီဝတို့ဒုက္ခဒေါမနတဆိုတဲ့ဘဝမှာကြုံတွေ့ရမယ့်အဆိုးတရားတွေကလည်းမလွတ်မြောက်နိုင်ဘူးကုံပြောရလို့ရှိရင်ဒုက္ခကလွတ်လန်းသူမှမရှိဘူးလို့ဆိုလို့ဟောအေးဒါကြောင့်မို့လို့ဟောဒီလောကရန်တွေကနေပြီးတော့အနုရောဓဝိရောဓဝိပတိနောအဆိုးလောကရန်နဲ့ကြုံလည်းပဲဆန့်ကျင်မှုဆိုတဲ့လောကမဖြစ်ဘူးအကောင်းလောကရန်နဲ့ကြုံပြီးအတွက်ကြောင့်ဆန့်ကျင်မှုအကောင်းလောကရန်နဲ့ကြုံတဲ့အခါမှာလည်းပဲလိုချင်တဲ့နိုင်လျောတဲ့လောဘဆိုတာမဖြစ်ဘူးအဆိုးလောကရန်နဲ့တွေ့တဲ့အခါဆန့်ကျင်မှုဆိုတဲ့ဒေါသလည်းမဖြစ်ဘူးအဲ့ဒီလောဘဒေါသဆိုတဲ့အညာတစ်ခုမဖြစ်အောင်ထိမ့်သိမ့်နေတဲ့ပုဂ္ဂိုလ်ဟာတဲ့ပူရင်းနာရင်သိခြင်းဆိုတဲ့အန္တရာယ်ဝဆင်းမှာကြုံရတဲ့ဒုက္ခတွေကလည်းလွတ်နိုင်တယ်တောကပရိဒီဝဒုက္ခဒေါမနတဥပါယတာဆိုတဲ့ဘဝမှာကြုံတွေ့ရတဲ့သဘာဝတရားတွေအဆိုးတရားတွေကလည်းလွတ်မြောက်နိုင်တယ်နောက်ဆုံးဆင်းရဲဒုက္ခကလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားအဲ့ဒီလောကဓမ္မတုတ်မှဒီလိုခေါ်တာပဲရှိတယ်နော်မှန်ပါပါဗျာအေးဒါကြောင့်မလို့ဘုရားရှိခိုးသူတော်စင်ပြိဿအကောင်းလို့ဒီလောကမှာနေတဲ့အချိန်မှာတို့လောကရဲ့သဘာဝရှင်းမျိုးတော့အတုတ်အမဲ့တို့တွေ့နေမှာပဲကိုယ်ကိုရတနာရတယ်ဆိုတဲ့အလက်တွေ့တယ်လို့ကိုရတနာတွေမရဘူးဆိုတာတွေဒါလည်းတွေ့လိမ့်မယ်အချမ်းရံရှိတယ်ဆိုတာတွေ့ရတယ်လို့အချမ်းရံကင်းမဲ့တဲ့အခါမျိုးလည်းပဲတွေ့ရမယ်ကဲ့ရဲ့ခံရတဲ့အခါရှိတယ်လို့ချီးမွမ်းခံရတာဆိုတော့လည်းတွေ့လိမ့်မယ်ချမ်းသာဒုက္ခရတယ်ဆိုတဲ့အခါရှိတယ်လို့ဆင်းရဲဒုက္ခကြုံတွေ့တဲ့အခါဆိုတာလည်းရှိလိမ့်မယ်အဲ့ဒါလိုလောကဓာတ်မုံတိုင်းတွေနဲ့ကြုံတွေ့တဲ့အခါတိုင်းခါတိုင်းဒီလောကဓာတ်သဘာဝတရားတွေကဘယ်အရာမှမမြဲပါလားသာဝရတွေမဟုတ်ဘူးတက္ကနာသာဖြစ်တယ်ဆိုပြီးတော့ထိုလောကဓာတ်ကြောင့်အကောင်းလောကဓာတ်ကြောင့်လည်းလောဘမဖြစ်အောင်အဆိုးလောကဓာတ်ကြောင့်လည်းဒေါသမဖြစ်အောင်ဒီလိုနောက်ဆုံးမှာလောကဒေါသဒီနှစ်ခုလုံးဝကင်းစင်သွားပြီဆိုလို့ရှိရင်နောက်ဆုံးမှာလောဘဒေါသကင်းစင်သွားပြီဆိုရင်ယန္တာဖြစ်သွားတယ်ပေါ့ကိလေသာဇာနဲ့ကိလေသာတွေရောအကုန်လုံးလောဘဒေါသဆိုတဲ့ဒီလိုက်လျောမှုနဲ့ဆန့်ကျင်မှုဆိုတဲ့ဒီသဘာဝတရားနှစ်ခုကိုယ်စိတ်ထဲမှာလိုက်လျောတာလည်းမရှိဘူးဆန့်ကျင်တာလည်းမရှိတော့ဘူးဆိုလို့ရှိရင်ဒီလောက်နေနိုင်ကိုအမှန်တမ်းအေးချမ်းသွားပြီနော်မှန်ပါဗျာအေးနောက်ဆုံးယန္တာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ထဲမှာလိုက်လျောတာဆိုတာလည်းမရှိဘူးဆန့်ကျင်တာဆိုတာလည်းမရှိဘူးလိုက်လျောမှုဆန့်ကျင်မှုနှစ်ခုစလုံးကနေလွတ်မြောက်သွားပြီဆိုရင်အလွန်ငြိမ်းချမ်းတဲ့ပုံဝါမျိုးကိုရမှာပါတဲ့စိတ်ဓာတ်ကမတုံတော့လို့မင်္ဂလာတုံးမှာဟောထားတဲ့အတိုင်းဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနကမတိလောကဓာတ်တရားတွေနဲ့ကြုံတွေ့တဲ့အခါပုဂ္ဂိုလ်ရဲ့စိတ်ကမတုံတော့တာတကယ်မင်္ဂလာစိတ်ဆိုတာယဟန္တာရဲ့စိတ်ဓာတ်ကိုပြောတယ်နော်မှန်ပါပါအေးဘုန်းကြီးတို့တွေလည်းယဟန္တာအစစ်မရောက်နိုင်သေးတောင်မှပဲအနုရောဓဆိုတဲ့နိုင်လျောတဲ့စိတ်တွေဝိရောဓဆိုတဲ့ဆန့်ကျင်တဲ့စိတ်တွေတတ်နိုင်တဲ့နေရာထိန်းသိမ်းပြီးစောင့်ရှောက်သွားကြမယ်ဆိုလို့ရှိရင်ထိုက်တဲ့လောက်မင်္ဂလာနဲ့ပြည့်စုံပြီးတော့ကိုယ့်ရဲ့စိတ်တည်ငြိမ်မှုကိုရကြမှာပါတဲ့အဲ့ဒါလိုရနိုင်အောင်လေ့ကျင့်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်သွားကြမယ်ဆိုရင်
နောကရံမုံတိုင်းကိုရှောင်ရှားလို့တော့မရဘူးနော်နောကရံမုံတိုင်းကိုကြံ့ကြံ့ခံရဲ့စိတ်ထားနဲ့ဘုန်းကြီးတို့အခြေအနေကိုယ်စိတ်ထားမလှုပ်မရှားအောင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းတရားနာသောသူတော်စင်အပေါင်းကျမ်းမာချမ်းသာကြပါစေ။